အားလုံးပဲမင်္ဂလာပါချင်းမရှိတို့ရေဒီနေ့ပြဆက်ပေးမယ့်ဆက်လက်လေးကတော့မားလျံဆိုတဲ့နာမည်ကျော်ကြားခြင်းမရှိပေမဲ့ပချီဆွဲတဲ့နေရာမှာပါရမီထူးတဲ့ပချီဆရာလေးတွေအကြောင်းနဲ့စတင်ထားပါတယ်အဲ့ဒီအချိန်မှာကြောက်တိုင်ဆိုတဲ့နာမည်ကြီးပချီဆရာကတော့တမျိုးလုံးရဲ့ဟိုဟိုကျော်အောင်မြင်နေတဲ့လူပေါ့တနေ့မှာကြောက်တိုင်ကဈေးတန်းကိုလာပြီးမားလျံစီကိုငွေဆက်ကူအချို့ပြစ်ပေါက်ပေးခဲ့ပါတယ်သူကမားလျံရဲ့ပချီကားကိုအစမတန်တဆင့်ပြန်ရောင်းပြီးတော့မားလျံကိုတော့အဲ့ဒီရတဲ့ဈေးအပိုင်းအစတွေပဲပေးခဲ့တာပါဦးပြီးစိတ်နာဖို့ကောင်းတာကကြောက်တာရဲ့ဘေးမှာပါလာတဲ့အမျိုးတစ်ပြည့်ကမားလျံရဲ့ရီးစားဟောင်းရှောက်ရှိဖြစ်နေတာပါပဲကြောက်တိုင်ကရှောက်ရှိကိုတမင်ခေါ်လာတာပါမင်းမားလျံကိုထားခဲ့တာမန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အကြောင်းသိရှိချင်လို့ပါတကယ်လို့ရှောက်ရှိတာမားလျံနဲ့ဆက်ရှိနေရင်စင်းရဲဒုက္ခတွေရောက်ပြီးမားလျံရဲ့စုပ်ပြတ်တက်နေတဲ့ကားဆုပ်လေးနဲ့ဘဝပြတ်နေမှာကိုပြတ်ချခဲ့တာပါမားလျံရဲ့နေ့ရက်တွေကကန်ဆိုးမှုတွေနဲ့ပြည့်နှက်နေပါလေသူကစင်းရဲတွင်းတွေနဲ့နေတယ်လို့ချစ်သူကလည်းသူ့ကိုအမိုက်လိုဆုံးပစ်ထားခဲ့ပြီးအခုတော့သူ့ပချီကားတွေပါအလင်းခံနေရတာပါအဆိုးဆုံးကတော့အိမ်ပြန်ရောက်တဲ့အခါအိမ်ရှင်ကအိမ်လက်ခတောင်းဖို့စောင့်နေတာပါပဲအကြည့်ချုပ်တော့ရရင်မားလျံဟာကျုံးဆိုလိုနဲ့တွေ့ပြီးသူ့မှာရှိတဲ့နောက်ဆုံးလက်ကျန်ငွေလေးကိုပေးတာပချီပြပွဲမှာပါဝင်ခွင့်တောင်းခဲ့ပါတယ်ကျုံးကမားလျံရဲ့ပချီကားတွေဟာတကယ်ကိုရှုံးပွားနေတာပဲတကယ်တမ်းကျတော့အပြင်မှာရှိနေလို့အသက်ဝင်လာတဲ့ကြောက်တာရဲ့ပချီတွေနဲ့ရှင်လို့တော့မရဘူးလို့ပြောခဲ့ပါတယ်ရီစရာကောင်းတာကကြောက်တိုင်နာမည်ကြီးအောင်အတုံးချခဲ့တဲ့ပချီကားတွေဟာမားလျံစီကဝယ်ထားတဲ့ပချီကားတွေပဲဖြစ်နေတာပါမားလျံရဲ့ပချီကိုတကယ်တမ်းသဘောကျတဲ့သူဆိုလို့အနီးနားကအလှပြင်ဆိုင်မှာအလုပ်လုပ်နေတဲ့အလှပကလေးလေးကျင်းရွံတယောက်ပဲရှိပါတယ်ဒါပေမဲ့တခုထူးဆန်းတာကကျင်းရွံဟာမျက်စိမမြင်ရတဲ့သူဖြစ်နေတာပါမျက်မမြင်တဲ့ယောက်ဖြစ်ပြီးမားလျံရဲ့လက်ရည်တွေကောင်းတယ်ဆိုတာကိုတူမန်ကပဲလို့သိနေကြတယ်ကျင်းရွံဟာမျက်မမြင်ဖြစ်လို့မန္တမားတဲ့ဘူရဲ့အနောက်ရှက်ချင်းကိုမကြာခဏခံရတတ်ပေမဲ့မားလျံကတော့အချိန်မီရောက်လာပြီးအမြဲကူညီပေးတဲ့ရှိပါတယ်ကူညီကြီးနဲ့လည်းတူကိုယ်အထိုးခံရတာကြီးလည်းရှိတတ်ပေမဲ့ပေါ့မားလျံရဲ့စေကနာကိုတုတ်ကန်တဲ့အနေနဲ့ကျင်းရွံကတခါတလေမားလျံကိုစားတော့တတ်ပါတယ်တူမကမားလျံကိုနမ်းမလိုလိုနဲ့တူးကားရတဲ့အခါမားလျံကလည်းပြန်နှမ်းဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမန်ထူးဆိုသူကအနားမှာရှိနေတာပါကျင်းရွံကတော့တူမတို့နှစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုနောက်မှတီးသွားပါတယ်နောက်ပိုင်းမှာမားလျံနဲ့မန်ထူးတို့နှစ်ယောက်သားအရက်အတူတူတောက်ကြပါတယ်မန်ထူးကတော့ရီးစားအရန်လိုချင်နေသူဖြစ်ပြီးတော့သူအရင်အားကြရတဲ့စတရီမာလေးကြားကြားဆိုတဲ့အတူကိုငွေနဲ့ဖမ်းစားဖို့ကြိုးစားနေတဲ့သူပါသူကချမ်းသာခြင်းလို့ထီလက်မှတ်တွေရားနဲ့ချီပွဲပြီးကန်ဆန်းနေတာမျိုးပေါ့သူတို့နဲ့အတူတူအရက်တွေတောက်ပြီးမူးနေတဲ့အချိန်မှာမားလျံကကောင်းကင်ပေါ်မှာတင်မော်တစီကိုရုတ်တရက်မြင်လိုက်ရပါတယ်သူကမန်ထူကိုနိုးပေမဲ့မန်ထူကတော့မထလာပါဘူးအဲ့ဒီတင်မော်ကနေအလင်းတန်းတစ်ခုချက်လာပြီးတော့ကြိုသား၃ယောက်ဆင်းလာပါတယ်မားလျံကဆတ်ဆုရှင်စိမ့်နဲ့ဖုံးထုတ်ပြီးဗီဒီယိုရိုက်ဖို့ပြင်လိုက်ပေမဲ့ဖုန်းရဲ့မေးသင်းသွားတာကြောင့်ကြိုသားတွေလှမ်းပြီးထွက်ပြေးသွားကြပါတယ်အဲ့ဒီနေရာမှာတုတ်ချောင်းတွေတစ်ချောင်းကြရိတ်ခဲ့ပြီးမားလျံကကောက်ယူလိုက်ပါတယ်နောက်တစ်နေ့မနက်မှာမားလျံကမန်ထူကိုတူမြင်ခဲ့တာတွေတွေ့မြပါတယ်မန်ထူကအဲ့ဒီကြိုသားကသူ့အရင်ကဆွဲပိုးတဲ့ပုံနဲ့တူလားလို့မေးပြီးပုံကိုပြလိုက်တဲ့အခါမားလျံဟာဆွအားပြပါတော့တယ်အဲ့ဒီကြိုသားကမန်ထူဆွဲထားတဲ့ပုံနဲ့တစ်ဆက်တည်းတူနေလို့ပါသူတို့ကတော့မူပြီးအိမ်မက်မက်တာတို့ပဲထင်နေကြပေမဲ့မားလျံကတော့တကူခုထူးဆန်းနေတယ်လို့ခံစားရပါတယ်အိမ်မက်ဆိုရင်ဒီတုတ်ချောင်းကသူ့ရဲ့ဇာရိတ်ခေါ်ပေါ်မှာဘာလို့ရှိနေရတာလဲဒီနေ့မှာမားလျံကမင်းကလေးတယောက်ရဲ့ပုံကိုဆွဲနေတော့ခဲတာကြိုးထားလို့တခြားခဲတာရှာရင်အဲ့ဒီကြိုးထားတုတ်ချောင်းကိုအမတ်မတင်ယူတုံးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူဆွဲတဲ့ပုံဟာတကယ်အစစ်အမှန်အဖြစ်ပြောင်းလဲသွားပါတော့တယ်မလျံကမယုံနိုင်လို့ပန်းတီတလုံးထပ်ဆွဲကြည့်တဲ့အခါမှာလဲပန်းတီအစစ်ဖြစ်လာပါတယ်သူကအဲ့ဒီပန်းတီကိုခိုက်စားကြည့်တော့တကယ်ကိုအရတာအတိုင်းပါပဲသူကမန်ထူကိုပြေးပြောပြီးဒါဟာအိမ်မက်မဟုတ်ကြောင်းသူဆွဲတဲ့ညတကယ်ဖြစ်လာကြောင်းရှင်းပြပေမဲ့မန်ထူကမယုံပါဘူးမန်ထူယုံအောင်မလျံကရွှေတုံးတုံးဆွဲပြလိုက်တဲ့အခါမှာတော့မြေကြီးပေါ်ကျတော့တဲ့စက်ကူစားတွေဟာရွှေတော့အစ်စ်တွေဖြစ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကရွှေတုံးတွေအများကြီးထပ်ဆွဲကြပါတယ်အဲ့ဒါနဲ့တည်းအားမရသေးပဲသူတို့ရဲ့အိမ်မက်ထဲကအင်ကြီးတစ်လုံးကိုပါဆွဲလိုက်ပါတယ်အဲ့ဒီမှာတည်းလူစီကားတဲ့လမ်းမလေခေါင်းမှာအင်ကြီးကရုတ်တရက်ပေါ်လာပါတော့တယ်လူတွေကဝဲအောင်ကြည့်ကြပြီးရဲတွေပါရောက်လာတဲ့အခါမားနံလို့ထိထန်သွားပါတယ်အဲ့ဒီအိမ်ကိုပြန်ဖြောက်ချင်ပေမဲ့သူတို့မှခဲဖြတ်မရှိပါဘူးအဲ့ဒီအချိန်မှာမားလံကတုတ်ချောင်းပေါ်ကကလုတ်တစ်ခုကိုမြင်သွားပြီးနေတတ်တဲ့အခါမှာအင်ကြီးကဘာမှမရှိခဲ့တယ်လို့ပျောက်ကွယ်သွားပါတယ်မန်ထူကငွေစက်ကူတွေပဲဆွဲဖို့အကြံပေးပါတယ်မားလံကဝန်တန်း100တန်ငွေစက်ကူတစ်ရက်ကိုဆွဲကြည့်ပေမဲ့တန်း100ဆိုတဲ့ဇာလုံးပဲထွက်လာပါတယ်အဲ့ဒီတော့မှမားလံကဒီခဲတန်ရဲ့အလုပ်လုပ်ပုံကိုနားလည်သွားပြီးပတ်စံပုံတွေကိုမြန်မြန်ဆွဲပါတော့တယ်မကြခင်မှာပဲသူတို့ရဲ့တိုက်ခန်းတစ်ခုလုံးပတ်စံတွေနဲ့ပြည့်ရှံသွားပါတော့တယ်အခုတော့သူတို့မှာလှပတဲ့အိမ်ဖော်တွေတန်ဖိုးကြီးကားတွေရှိနေပြီဖြစ်တယ်လို့သူတို့အိမ်နီးနားရှင်းတွေရဲ့အိမ်လက်ကားကိုတော့နှစ်ပေါင်း100စာကြိုးပေးထားနိုင်တဲ့အထိချမ်းသာတော့ပါပြီတစ်ဖက်မှာလည်းကြောက်တာနဲ့ရှော့ရှိတို့ကဝန်ဆယ်တန်းတန်အိမ်တလုံးဝယ်ဖို့စစ်စစ်နေတော့မှမားလျံနဲ့မန်ထူတို့ရောက်လာပါတယ်ကြောက်တိုင်ကမားလျံတို့ကိုလောင်ပြောင်နေတော့မှပဲမားလျံကအဲ့ဒီအိမ်ကိုအပိုင်ဝယ်လိုက်တဲ့အခါ
ကြောက်ပိုင်တယောက်မျက်နှာပြတ်သွားပါတော့တယ်အဲ့ဒီညမှာမလျံကကြည့်ရန်ကိုလက်ထက်ခွဲတောင်းပေမဲ့ကြည့်ရန်ကညင်းလိုက်ပါလေသူမကမျက်မမြင်ဖြစ်လို့ဒီလိုချမ်းသာတဲ့သူနဲ့မခက်တန်ဘူးလို့ခံစားနေရတာပါမလျံကကျူသားစီကရတဲ့မော်ခဲတန်အကြောင်းရှင်းတတ်နေတော့ကျုံသားအတင်းမောကြီးကကောင်းကင်ဘော်ကနေဖက်ပြန်သွားပါတယ်အဲ့ဒီတော့မှကြည့်ရန်ကယုံသွားပြီးသူမရဲ့ဆန္ဒဖြစ်တဲ့မျက်စိအမြင်အာရုံရဖို့တောင်းဆိုပါတယ်မလျံကကြည့်ရန်ရဲ့ပုံတူကိုမျက်လုံးကောင်းကောင်းနဲ့တကူလုံးပုံဆွဲပေးလိုက်တဲ့အခါကြည့်ရန်ဟာမျက်စိအမြင်အာရုံပကောင်းအတိုင်းနဲ့ပြန်ပေါ်လာပါတယ်ဒါပေမဲ့ဒီမော်ခဲတန်ကပစ္စည်းအသစ်တွေကိုဖန်တီးပေးတာမဟုတ်ပဲရှိပြီးသားအရာတွေကိုနေရန်ရွှေ့ပေးတာဖြစ်နေတာပါကျင်းရွာမျက်စိမိတတ်တဲ့အချိန်မှာတခြားမျိုးကအမျိုးသမီးတွေရောက်မျက်စိကွယ်သွားပါတယ်မားလျံတို့စီကပတ်စံတွေကလည်းပန်ကပျောက်သွားတဲ့ပတ်စံတွေဖြစ်နေတာပါရဲတွေကလည်းစဝီဆိုပါဖြစ်နေကြပါတယ်မားလျံတို့ကတော့ဓာတွေကိုတတိမထားမိပဲပျော်ပါနေကြတော့ပါပဲသူတို့ကမားလျံအတွက်ပချီပြပွဲလုပ်ဖို့ကျုံးစီမှာနေရာငားပါတယ်ဒါကိုမြင်တဲ့ကြောက်တိုင်ကမနာလိုဖြစ်ပြီးအရာရှိရောဘတ်ကိုဖုန်းဆက်ကမားလျံတို့ရုပ်ရည်ချမ်းသာတာကိုတွားတိုင်ပါတယ်ပချီပြပွဲမှာရဲအရာရှိရောဘတ်ရောက်လာပြီးမားလျံနဲ့မန်တူကိုစစ်ဆေးပါတယ်မားလျံကနောက်ဆုံးမှာအမှန်တိုင်းဝန်ခံလိုက်ပြီးမန်တူကတက်တေပြဖို့ကားတစ်စီးကိုချက်ချင်းဆွဲပြလိုက်တဲ့အခါမှာကားကရှေ့မှာတကယ်ပေါ်လာပါတယ်ဒါပေမဲ့ဒီနိုင်ငံမှာမော်ဆွမ်းအားနဲ့ပတ်သက်တဲ့ဥပဒေမရှိတာကြောင့်သူတို့ကိုဖမ်းဖို့ခက်ခဲနေပါတယ်မားလျံနဲ့မန်တူတို့ကသူတို့ဟာတခုမဟုတ်ဘူးလို့ထင်နေကြပေမဲ့ရှောက်ရှိရောက်လာပြီးတော့ကြောက်တိုင်ကတူမကိုနှိမ့်ဆက်ကြောင်းမားလျံစီပြန်လာချင်ကြောင်းငူယူပြောပါတယ်တကယ်တော့တူမရဲ့ဆွဲကြိုးမှာကြောက်တိုင်ကကင်မရာတက်ထားတာပါမားလျံကမူးပြီးတော့မော်ခဲတံအကြောင်းကိုရှောက်ရှိကိုပြောပြမိလိုက်ပါတယ်နောက်တစ်နေ့မနေ့မှာကြောက်တိုင်ကမော်ခဲတံကိုအရင်ခိုးတွန်းပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်ကြောက်တိုင်ကခဲတံကိုတုံးပြီးမြို့လေခေါင်းမှာနန်းတော်ကြီးတစ်ဆောင်ဆွဲလိုက်ပါတယ်သူ့မှာရှောက်ရှိကိုလည်းဆွန့်ပစ်လိုက်ပြီးကဘာပေါ်မှာအလှဆုံးမင်းကလေးကိုဖန်တီးယူလိုက်ပါတယ်မားလျံနဲ့ရဲရရှိရောဘတ်တို့ရောက်လာပြီးဒါဟာတခြားလူတွေရဲ့ပစ္စည်းတွေကိုခိုးယူရောက်ကြောင်းတားပေမဲ့ကြောက်တိုင်ကဂယုံမဆိုင်ပါဘူးသူကတည်င်းစာပေါ်ကဂျိုဒါတင်းဘောပေါ်ကိုကြည့်ပြီးအာဂါဒထက်တက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့သူဆွဲတဲ့ပုံကအဲ့ဒီမော်ခဲတံပိုင်ရှင်ဂျိုဒါတွေရဲ့တင်းဘောဖြစ်နေပါတယ်ဂျိုဒါတို့ရောက်လာပြီးခဲတံပြန်တောင်းပါတယ်ကြောက်တိုင်ကတင်ကားတစ်စီးဆွဲပြီးပြစ်ဖို့ပြင်ပေမဲ့ဂျိုဒါတွေကတင်ကားပြောင်းကိုတက်နဲ့တင်လေပြစ်လိုက်ပါတယ်ဂျိုဒါတွေကကြောက်တိုင်ကိုတက်ဖို့ပြင်ပေမဲ့မားလျံကတောင်းပန်ပေးခဲ့ပါတယ်ဂျိုဒါတွေရောအရာအလုံးကိုမိုးလာနေရပြန်ထားပေးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြေးရွံရဲ့မျက်လုံးတွေလည်းပိုင်ရှင်စီပြန်ရောက်တော့ပြီးသူမဟာပြန်ပြီးမျက်စိမမြင်ရတော့ပါဘူးအရာအလုံးဟာမိုးလာတိုက်တာဖြစ်တော့ပေမဲ့သူတို့အလုံးဟာဘယ်တော့မှမေ့လို့မရနိုင်တဲ့မော်ဆန်တဲ့အတွေ့အကြုံတစ်ခုကိုရရှိခဲ့ပြီးပုံမှန်ဘဝလေးမှာပဲပျော်ရွှင်စွာဆက်လက်ရှင်သန်သွားကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဆလန်လေးကတော့ဒီမှာတင်ပြီးဆုံးတော့ပါပြီနောက်ဗီဒီယိုတွေမှာဘယ်လိုဆလန်မျိုးတွေတင်ဆက်ပေးအောင်မလဲဆိုတာကိုသိရှိနိုင်အောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေတင်တိုင်းသိရှိနိုင်အောင်လည်းဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးကြပါဦးခင်ဗျာကြည့်ရှုသူအားပေးသူအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်ဆုံကြမယ်ခင်ဗျာ